အားလုံးပဲမင်္ဂလာပါချင်း KKR မိတ်ပေးအနေကြိုဆိုလိုက်ပါတယ်အခုညီမဒီတစ်ခေါက်ခေါင်းပြပေးမှာကတော့စပယ်မွမ်းထိုးနီးလေးကိုစပယ်ပွန်လေးကိုခေါက်ပြပေးမှာဖြစ်ပါတယ်ရှင်လိုအပ်တာတွေကတော့ပိုက်ကလင်နာ၄ချောင်းလိုပါမယ်အဖြူ၃ချောင်းစိမ့်တစ်ချောင်းလိုမယ်ပေါ့နော်ပထမဦးဆုံး 2cm ပွင့်ဖက်9ချက်လိုမယ် 1.5cm ပွင့်ဖက်6ချက်လိုမယ် 1cm ပွင့်ဖက်4ချက်လိုမယ်ပေါ့နော်အစိမ်းလေးကလည်း 1cm လောက်ကိုပဲ4ချက်ခောက်ပေးပါအခုညီမဗီဒီယိုထဲမှာပြထားသလိုပဲ2cm ကို9ချက်ခောက်မယ် 1.5cm ကိုပွင့်ဖက်4 6ချက်ရအောင်ခောက်မယ် 1cm ပိုပွင့်ဖက်4ချက်ရအောင်ခောက်မယ်နောက်ထပ်ရိုးတံစိမ်းကိုလည်း 1cm လောက်ပဲကိုပွင့်ဖက်4ချက်ရအောင်ခောက်ပေးပါမယ်ပေါ့နော်သူကလွယ်လဲလွယ်တယ်မြန်လဲမြန်တယ်ပြီးတော့လှလဲလှတာမို့လိုက်ခောက်ကြည့်ကြဖို့ညီမကတော့အကြံပေးပါရပေါ့နော်သူပွင့်ဖက်9ချက်ရပြီဆိုရင်နောက်မှာပိုတဲ့ဟာကိုတိမ်ပြီးသွားပြီဆိုလို့ရှိရင်ပိုတဲ့အစတွေကိုညှက်ပြစ်မယ်ပေါ့နော်တကယ်လို့မညှက်ဘူးဆိုလို့ရှိရင် तू ကထက်တဲ့နေရာမှာခောက်ကြီးထောက်ကြီးဖြစ်နေမှာဆိုတော့ကော်နဲ့တွဲခါကျရင်အဆင်မပြေပါဘူးပိုနေတဲ့အစတွေညှက်ပြစ်မယ်ပေါ့နော်9ချက်လေးရပါပြီနောက်ထပ်6ချက်လေးကိုကြတော့ 1.5cm ခောက်ပေးပါနော်ဒါလေးကတော့6ချက်ဖြစ်ပါတယ်နောက်ထပ်ဟာလေးကိုတော့ပွင့်ဖက်၄ခုကို 1cm ကိုပွင့်ဖက်၄ခုခောက်ပေးပါနောက်ထပ်ယူရန်စိမ်းလေးကိုလည်းပွင့်ဖက်၄ခု 1cm လောက်ပဲခောက်ပေးပါနော်ပြီးလို့ရှိရင်ကော်ချောင်းလေးကိုတော့ကြိုဖွင့်တာပေါ့နော်ပြောသွားအောင်ကော်ချောင်းလေးနဲ့ကော်ရည်လေးနဲ့ကော်ကန်းလေးကိုတော့ပြီးကော်ရည်လေးနဲ့ပွင့်ဖက်လေးတွေကို9ချက်ပေါ်မှာ6ချက်ပေါ်မှာ4ချက်အဲ့လိုအစင်လိုက်လေးထပ်မယ်ပေါ့နော်ကော်ရည်တွေအများကြီးမသုံးပြအောင်လဲသတိထားပေါ့နော်သူကကော်ရည်တွေအများကြီးဖြစ်သွားရင်ကော်ရည်တွေပွားသွားရင်လည်းမလှတာမို့ကော်ရည်ကိုအနေတော်လေးအလိုက်တင်လေးလောက်ပဲသုံးမယ်ပေါ့နော်ပြီးလို့ရှိရင်ရိုးတံစိမ်းပေါ်မှာကော်ရည်တို့ပြီးတော့ပွင့်ဖက်လေးတွေကိုထပ်ပေးလိုက်ပါမယ်ကော်ရည်လေးကိုအလဲကောင်းမှတိုးပြီးလို့ရှိရင်ပွင့်ဖက်လေးတွေကိုထပ်ပေးလိုက်လို့ရှိရင်အလျံကိုတည်တက်လက်ပါတဲ့စပယ်ပန်းလေးတစ်ပွင့်ရသွားပါပြီအလဲဆန်းကဖူးလေးကိုတော့အဖူးပုံစံမျိုးလေးဖြစ်သွားအောင်လို့နည်းနည်းလေးခောက်ပေးလိုက်ပါပေါ့နော်နည်းနည်းလေးခောက်ပြီးတော့ကော်ရည်လေးမြဲသွားအောင်လို့လေအောက်ကိုဖိပြီးတော့နည်းနည်းလေးကတ်လိုက်ပါပေါ့ကတ်လိုက်ပါနော်အလဲဆန်းကပွင့်ဖက်လေးတွေကိုနည်းနည်းလေးခောက်ပေးလိုက်ပါအဲ့ဒါမှသူကအဖူးပုံစံလေးဖြစ်ပြီးတော့ပိုလှတယ်ပေါ့နော်အရန်ကိုတည်တက်လာပါတဲ့စပယ်ပန်းလေးတစ်ပွင့်ရပါပြီနောက်ထပ်ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကျေးဇူးများတင်ပါတယ်